ရှိုးလို့မရဘူး မမြင်အောင်ပြောအောင် ဖြူရဲ့ပြရဲ့ပါတယ်ဆိုတော့ဘယ်လောက် 2 ယောက်ပဲလားဖြူရဲ့အပြာနုလေးရဲ့နော်ဟိုဟာလေးပါရွှေအောင်လေးပါနည်းနည်းပါတယ်အဓိကသူ့ရဲ့ logo မှာ signature လုံးဝအဖြစ်ဆုံးကဖြူအောင်ကအပြာလေးဟိုကပြောရင်နည်းနည်းလေးမသိမတာလေးပါတယ်ဖြူအောင်မသိမလဲပါ PSG အပြာအရင်ဟိုကအနုလေး PSG ရှိမယ်မာဆေးလားမန်စီးတီးလားဖြူနဲ့ပြာနုလေးဆို ဖြစ်နိုင်တယ်နော်မန်စီးဆိုရင်နံပါတ် ဘာဒါမှမဟုတ်တလုံးလေးဆိုဟောရုပ်ကထိတ်တန်းလေးကအတင်းကြီးဆိုတော့ဟောရှစ်လောက်ထားလိုက်ဘာတလုံးနဲ့ ရောက်နော်ရှစ်လုံးရှစ်ပါ လောက်ထားလိုက်နော် အလုံးဝအဲ့ဒီတင်อ่ะ signature တင် ဟာလား အနီရောင်နဲ့အနီရောင်ပါတယ်အပြာအရင်ပါတယ်အဖြူလေးပါအဲ့တော့သူ့ logo မှာထင်းထင်းရှိတာအနီရောင် အနေရဘာကောင်းပုံလေးလဲ အကောင်မပါဘူးသူကသူ့ logo မှာကနာမည်ကြီးကိုထင်းတယ် အနေရ logo မှာနာမည်ပါတဲ့တယ် မိုင်လာ ဟုတ်ကဲ့ မန်ယူကနာမည်က logo မပါဘူး ဟာ သူကအကောင်ကြီးလေ ကောင်းရင် ဘာကော ကောင်းရင်တော့ချင်းဟိုချက်စည်းထင်တယ် ဆိုလားပဲကွာသူ့လိမှာတော့သူကဘာဆိုလား တင်တဲ့ ဘ ဟော လူးကြီးတာဘာဆိုလားအဲ့လိုမျိုးတော့ ဩဘိုင်းရန်ဖြစ်နိုင် ကလေးဘူး ခလေးပူလား ကလေးဘူးလား ဟိုလိုမျိုးခေါ်တာတော့ကြာတာ ကလေးဘူး ကလေးဘူးလေကောကလေးဘူးဆို အင်ဂျင်နေမှာပါ ခုနကဘယ်လောက်ရှစ်လား ရှစ် ရှစ်ဆိုတော့ကလေးဘူးဆို9လောက်တော့ပြီး 9လောက်ပေးလိုက်9လောက်ပေးလိုက် အဲ့ဒါလည်းနည်းနည်းများတယ်လို့ထင် ညာရှော့မယ်နောက်တော့ထက်ရှော့ တိုင်းရင်ဆိုရင်တော့ ဘိုင်းရန်ဆို စိတ်ကနေနေတာမရှိတယ် နောက်တဲ့အတင်းကဟိုအတင်းမှာအဝါရောင်ကညာပြီးရင်အနီပါအနီနူးပါတယ်အပြာအနီအရင်မဟုတ်အနီပါတယ်အပြာပါတယ် ဝါရောင်အ သူ့ များ ရဲ့ logo မှာလည်းအဲ့လိုနာမည်ပါတယ်အတင်းနာမည် အဲ့ဒါတော့မှမဝါရောင်အများကြီးဆို တော့မှဖြစ်နိုင်နော်ဟုတ်တယ် တော့မလား တော့မှဖြစ်နိုင် တော့မှမနေဘောဝါရောင်အများကြီးပါတယ်ဆို ထားမှာတော့ကဘာသိနေလဲဟိုလောက်ထား logo ရောင်အသားကြီးွားတယ်လို့မခံတာ ဟုတ်လားဘဝတော်ဝါလေးပေါ့ ဝါတော့ ထားအရန်ကောင်းနေလို့ဟိုဟာ 30ပဲပေးလိုက်ကောင်းလို့နော် တိအရန်ကောင်းနေ ကိုလည်းမမြင်အောင်ဆို နောက်တင်ကတော့အပြာကြီး အပြားကြီးချယ်စီကမိချယ်ပဲမိချယ်ပဲ ကြာရင် အပြား ဖြူ ကြီး လေးပါတယ်သူ့ logo မှာလည်းနာမည်ပါတယ်စိတ်နာမည်ပါ PSG ဖြစ်နိုင် အဲ့ဒါကိုကိုလွတ်တာမလား ကိုလွတ်တယ် ကိုလို့သေးတယ်ကိုပေးလိုက်တင်းကြီးလားဟမ် အပြာဆိုအောက်မှာပဲထားတာပေါ့နော် ဟုတ်နုနုရရင်ဟဲ့လားအောက်ပါပဲ တော့ဟိုဒီတင်းနဲ့ဟုတ်တယ်ကွာနာမည်အတင်းမှာ logo ပါတယ် logo မှာအတင်းနာမည်ပါတယ်ကွာတော့အနီကိုမှမဆိုလား ဘာလို့လားဆိုနံပါတ်1ပေါ့အနီဆို ဒါဆိုလားအနီမဆိုရင်တော့တက်ပေါ့ တက်ပါလေးကွာတက် တက်ပဲဒါပေမဲ့ငါတို့အနီကအဝါမပါလို့ ပါတယ် ဟုတ်လား ပါတယ် ဟောကြီးပါတယ် ပါတယ် ကြောက်ကြားလေးဖြစ် ပြာဖြူ ပြာဖြူ အကောင်းပါတယ်အကောင်း ပြာဖြူ အပြာမိချေဆိုရင်တော့အနေဆုံးပါရှိတယ် အနီလေးလုံးပါတယ် နော်အနီလေးနော်AC Milan ပေါ့ ဟိုအနီကလေးအနီလေးလုံးကအဲ့ logo ရောမှာပါ ဟောအေးနော်ဘာဖြစ်နိုင်လဲဘာဖြစ်နိုင် ဟောဟိုကောင်နဲ့တူပါတယ်အနေဆုံးပါရှိတယ်အနေဆုံးပါရှိ မရှိတော့ခုနှစ်ပဲ ခုနကနေ ခွန်ရှိ90ပြီးသွား 6ပဲရှိတော့ 6ပဲရှိတော့ဟိုလိုပါတယ်ဟုတ်လား ခေါင်းနဲ့စဉ်းစားလို့မရဘူး ခံမကြည့်လိုက်လိုပါတယ်ဟို အဝိုင်းကိုအပြာလေး အကောင်လားလက်နက်လား အကောင်လေးကွာဒူလူလေးကြိုင်တာချောင်းလေးတစ်ချောင်းကြိုင် ခင်းကွာနေချက်စီးနေမှာပါ ခရင်တော့မကွာဘူးကွာ ခင်းတော့ချောင်းလေးကိုင်လာတော့ အားချောင်းကြီးလေးကွာ မိမသိမယ် အနေများတယ်နော်ချောင်းကြီးကအနေများတယ်6ပဲပြလိုက် 6 ဘာပလာနော် လာနေနော် အချောင်းကြီးတိုင်းတာ ဝါအပြာဖြူအနီးသူကတော်ပူလေးစောင်းတာ ဟောပြပြတရပူလေးရှောင်းလာတယ်ဆိုတော့ရဲမထရစ်ဟောနံပါတ်ဟောတယ်နော် ဆိုရင်တရဖူလေးနဲ့ဆိုရင်တော့တက်ပဲပေးလိုက်ပေါ့ တရပူကတက်ရပေးပြီးွားကြီးလေ တစ်ကတင်းသေးပါ တက်ရသေးတယ်နံပါတ်1 2 345ပဲကျန်တော့ โอเค3 သိမယ် ဖြူရဲ့အမဲရဲ့အဝါလိုင်းချောင်းလေးပါ ဂျူဗင်တက် ဟေးပေါ့ ဂျူဗင်တက်ဖြစ်နိုင်နော် သူက345ကျန် 3 5လား5ငါပေါ့ ငါဂျူဗင်တက်ကိုငါလောက်ထားလိုက် အသိပြီးတော့အားရင် မသိပါဘူး အစိမ်းရဲ့အနီရဲ့ဖြူရဲ့သူ့အနီထဲမှာမှသူမီးပုံစံတွေဘေးနာ logo နှစ်ဖက်မှာမီးပုံစံတွေပါတယ် စိမ့်ရ စိမ့်အနီစိမ့်ရဲ့အနီရဲ့ စိမ်းရဲ့အနီရဲ့ဖြူရဲ့အပေါင်းတစ်ကောင်ပါကွာအဲ့မှာဘာငှက်ဆိုတာအပေါင်း ဩ ဘာငါ
ဟွာဂျိုးဟွာဟင်းတာဖြစ်နိုင်တယ်နော် တော့ဘေးမှာမီးတိုင်နေအေး ဟင်းတာဖြစ်နိုင် ဒီတိုင်းတိုင်းပါ ဟင်းတာတယ်ဟင်းတာဆိုတော့လည်း၄လောက်ပေါ့နော်၄ပဲရှိတော့တာ၄နဲ့3တယ်နော်၄ ဒီဘက်ကတော့ဘယ်လိုကြောက် နောက်ဆုံးလေး ကျွန်တော်တို့တဲ့နံပါတ်3 အနီးအမဲအဖြူ နေမဲဖြူရဲ့ ဟောအေးပေါ့ဒီမဲဖြူဟောကောင်မကြံတော့ ပါ ဘယ်စီပဲကြံတော့ AC ဩအေးဖြစ်နိုင်တယ်ဒီအနီအစင်းကြောင်းလေးတွေပါ3ကဲကြည့်မယ်နော်ရှိတော့ကြည့်လိုက်မယ်ဟုတ်လားဘယ်သိနေ ပြောင်းကြီး ဒါကတော့လူမနေရမှာလူမအတင်းမှန်နေရမှာလူမနေရမှာမို့အတင်းမှန်နေရမှာ ငါတို့တက်ကတော့ကွက်တီပေါ့နော်တခြားလူတွေတော့တီးကျင် ခလေးစကားအယူစကားအမှုစကားမှန်တယ်ဆိုတော့မှန်တယ် ဘာစီကိုတစိမ့်ထားတော့ ဘာစီကတော့နည်းများပါတယ် များတယ်နော် အတင်းနဲ့ငါတို့မသိလိုက်ဘူးကွာမင်းရတယ် ဒီမှာလည်းရန်တုတ်ကတော့ဆိုတော့ စင်ပြေပါတယ်နော်ပြိသိက်လည်းကျင်းနေမယ်လို့ထင်ပါတယ်ကျင်းနေရင်တော့ အကျင်းနဲ့လည်းကျင်းနဲ့ ကျင်းနေလိုက်တော့ပြီးပြီနေကိုယ်က ဟုတ်တယ်ဒါမရောဘာလို့ဟုတ်ညီမလေးကိုအပေါ်တော့နည်းနည်းတင်းကျင်တယ် ညီမတည်းဘယ်လောက်လဲ6 6ဆိုတော့ဂျုံတော့ဘာလို့လဲလဲတော့လေးပေးကျင် 6တယ်ဒါပေမဲ့ကောင်းပါသူ့ထက်ကပိုကောင်းတယ် တော့ ဒီပါဘူးတော့ပိုကော အာ င်း ဆ ပါ င်နယ်အာဆင်နယ်မှာပါလိုက်တာ အာဆင်နယ်မပါဘူးအာဆင်နယ်နဲ့30ကျော်မှာပေါ့ကွာပြီးသွားရလားတင်းကြီးထဲမှာတော့မပါတာဘာမှထိတ်ကြီးစဉ်းစားတဲ့အကြောင်းမရှိ ချန်ပီယံလိမဘူးရလို့မပါလားမသိ ဆက်နိုင်တယ်နော်အကုန်လုံးကဒါချန်ပီယံလိရဘူးလေတင်းနေပဲမလား အေးဟုတ်တယ်မလား ဟုတ်တယ်လေးမှာ AC လေးရဘူးလားပဲ ပုံရနော် ဂျိုဘင်းရဘူးတယ်မလား ရတယ်မလား ရဘူးတယ်မလား ရဘူးမရဘူးလေသူ့ထက်ကောင်းလို့ပါလာနေပါဘူးကွာ ဒီကောရရမြရပါ